ကျွန်တော် channel လေးကိုလည်း like subscribe နဲ့ခေါင်းလောင်းဘတ်တန်လေးကိုနှိပ်ထားပြီးတော့အားပေးပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျွန်မနောက်ထပ်တစ်ခုပြောပြပေးပါတော့ tools option ကိုဘယ်လိုခေါ်လဲပေါ့ tools option ဆိုတာကကျွန်တော်တို့ဒီမှာဥပမာဒီ tools တွေကတစ်ခုချင်းဒီတိုင်းမှာကျွန်တော်ဒီမှာ option လေးတွေရှိပါတယ်ဒီမှာဒီ polygon tools ကိုယူလိုက်ပြီးဆွဲတဲ့ခါကျရင်ကျွန်တော်တို့ကပုံမှန်အားဖြင့်ဆိုလို့ရှိရင်သူက6တောင်ပဲ6တောင်ပါကျမတို့ကသူ့ကို6တောင်မဟုတ်9တောင်4တောင်8တောင်10တောင်အဲ့လိုလုပ်ချင်တယ်ဆိုလို့ရှိရင်เนาะဒီမှာ polygon နဲ့2ကိုယူလိုက်ပါယူပြီးလို့ရှိရင်စာရဲ့ပုံမှာ double click နဲ့ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာတောင်းလေးတွေကျမတို့ပေါ်လာပါလိမ့်မယ်ကျမတို့လိုချင်တဲ့တောင်းလေးတွေကိုဆွဲလို့ရတယ်နောက်ပြီးတော့နောက်ထပ် option ကတော့သူ့ရဲ့ tools ပုံမှာ double click နှိပ်လိုက်လို့ရှိရင်လည်း tools option လေးတွေပေါ်လာတတ်ပါတယ်တချို့ option တွေကတော့ဒီစာရွက်ပုံမှာနှိပ်မှာတာပေါ်တယ်တချို့ option တွေကတော့ဒီ tools ပုံမှာနှိပ်ပြီးတော့ခေါ်လဲရပါတယ်။ညာတော့အပြင်ကတော့ဒီစာရွက်ပုံမှာနှိပ်ပြီးခေါ်ကြတာများပါတယ်။အဲဆိုရင် tools option ခေါ်တာလေးတွေလည်းသဘောပေါက်သွားပြီးတော့ထင်ပါတယ်။ဟုတ်ပါ။နောက်ထပ်တစ်ခုကျွန်မပြောချင်တာကတော့ဒီ Adobe Illustrator ရဲ့ layer တွေအကြောင်းပဲဖြစ်ပါတယ်။ layer တွေမှာဒီမှာအခုကျွန်မဒီ software မှာကြည့်လိုက်ကျွန်မဖွင့်ထားတဲ့ထဲမှာဒီမှာ layer box လေးတွေပြောင်းနေပါတယ်။အဲ့လို layer box လေးတွေပြောင်းနေတဲ့အခါကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကျွန်မခုနကပြောခဲ့တဲ့အတိုင်းပါပဲပြောခဲ့သလိုပါပဲ menu bar ထဲက window မှာပဲကျွန်တော်တို့တော့ခေါ်ရပါတယ် window မှာကျွန်တော်တို့ခေါ်ချင်တဲ့ box တွေကိုအကုန်ခေါ်လို့ရပါတယ်အခုကျွန်မ layer အကြောင်းပြောမှဖြစ်တဲ့အတွက် layer box ကိုခေါ်မယ် menu bar window ထဲက layer ဆိုတာလေးအမှန်ချစ် click လိုက်လို့ရပါတယ်သူ့ရဲ့ shortcut ကတော့ F7 ပါ layer ဆိုတာလေးအမှန်ချစ် click လိုက်ရင်ကျွန်တော်ဒီမှာ layer box ဆိုတာလေးကြာလာပါလိမ့်မယ် layer box လေးကြာလာပါလိမ့်မယ်ဒီကအကလျာ box ခေါ်နေလေးဒီသွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့ဒီ layer မှာကျမတို့ layer အတစ်တွေဘယ်လိုခေါ်လဲဆိုတာကျွန်မဆက်လက်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်တို့ကျမဒီမှာ rectangular တူလေးကိုကျွန်မတစ်ချက်ယူလိုက်ပါမယ်ကျွန်မဒီမှာ layer 1ပေါ်မှာကျွန်မဆွဲလိုက်ပါမယ်Illustrator မှာကကျမတို့ဒီ layer တစ်ခုထဲမှာဆွဲလိုက်ဘယ်လောက်ပဲပတ်တွေဆွဲဒီပါဒီမှာ layer လေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာကျမတို့မှာပတ်တွေအများကြီးဖြစ်ပေါ်လာပါတယ်ဒီက layer တစ်ခုထဲမှာပဲကျမတို့ပတ်ပေါင်းများစွာ design ပေါင်းများစွာကိုကျမတို့ဆွဲလို့ရပါတယ်ဟုတ်ပါအဲ့ကိုကခွဲထားချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ rectangular နောက်ထပ် shape တစ်ခုထပ်ဆွဲချင်တယ်ကျမတို့ဒီ layer ထဲမှာလည်းမရောချင်ဆိုလို့ရှိရင် create new layer ဒီတောင်းထဲမှာပြထားတဲ့ခောက်ထားတဲ့ဟာလေးကိုကျမတို့ create new layer လေးနေလိုက်ရင် layer တောင်းထပ်တစ်ခုထွက်လာပြီးတော့ဒီ layer ကို click ထားပြီးတော့ကျမတို့နောက်ထပ် design လေးတွေဆွဲမယ်ဆိုလို့ရှိရင်လည်းဆွဲလို့ရပါတယ် start ပေါ့နော်ဒီမှာကျဲလေးတွေဆွဲမယ်အဲ့ဆိုလို့ရှိရင်ကျဲလေးတွေဆွဲလိုက်တဲ့အခါမှာကျမတို့ဘယ်မှာတော့ပေါ်လဲဆိုကျမတို့ click ထားတဲ့ဒီဒုတိယ layer မှာပဲတော့ပေါ်ပါတယ်ဟုတ်ပါကျွန်တော်ဒီ star တွေအကုန်လုံးကိုဆက်လက်ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ layer 2 layer ဒီထောက်နာအဝိုင်းလေးကိုဆက်လက်ပေးလိုက်လို့ရှိရင်အဲ့ layer ထဲမှာရှိတဲ့ဟာတွေပဲသူကအကုန်ဆက်လက်မှတ်မှာဖြစ်ပါတယ်ဒီမှာဒီ rectangular တွေအားလုံးပဲလုပ်ခြင်းနဲ့ဆိုလို့ရှိရင် rectangular တောင်းတာလေးဟာတွေကိုဆက်လက်ပေးလိုက်ရင် rectangular တွေကဟာတွေပဲဆက်လက်မှတ်ပါတယ်design နေတဲ့အခါမှာဒီ layer တွေအများကြီးခွဲကြမလို့ပဲနောက်ပိုင်းကိုကဒီ design တခြား design တွေပေါ့နော်ဥပမာကားဆွဲမယ်ဆိုလို့ရှိရင်ကားရဲ့အစိတ်ပိုင်းဖြစ်တဲ့မိန်လုံးကတလီယာ body ကတလီယာမန်တွေကတလီယာထားပြီးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီဇိုင်းလေးပြန်ပြင်တဲ့အခါကျရင်ကိုအများကြီးရှာစရာမလိုတော့ဘူးပေါ့တချို့ကြတော့ကျွန်တော်တလီယာထဲမှာပဲအများကြီးစုပ်ပြုံဆွဲခိုင်းတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ customer ပြန်ပြင်ခိုင်းတဲ့အခါကျရင်ဒီတလီယာထဲမှာပဲသူ့ရဲ့ပတ်တွေကအများကြီးဖြစ်နေတဲ့အခါကျရင်ကျွန်တော်တို့ပြန်ရှာရတာတွေခက်ခဲတာတွေဖြစ်လိုက်ပါလိမ့်မယ်လူပုံတွေပါတယ်ဆွဲလို့ရှိရင်လည်းခေါင်းကတလီယာထားမယ်လက်တွေချီကတလီယာထားမယ်အင်ဂျီကတလီယာထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဇိုင်းတွေပြန်ပြင်တဲ့အခါမှာပို့ပြီးတော့လွယ်ကူနဲ့ပြင်နိုင်မှာဖြစ်ပါတယ်ဒါလေးကတော့ဒီ layer လေးတွေအကြောင်းဖြစ်ပါတယ်အဲဆိုရင် layer တွေရဲ့အသုံးချပုံလေးတွေကိုနားလည်သွားပြီလို့ထင်ပါတယ်နောက်ပိုင်းဒီဇိုင်းတွေလုပ်တဲ့အခါမှာ layer တွေခွဲပြီးတော့လုပ်တာကပို့ပြီးတော့ထိရောက်ပါတယ်ကိုယ့်ရဲ့ customer တွေကပြန်ပြင်ခိုင်းတဲ့အခါကျရင်ကိုပြန်ပြင်တဲ့အခါမှာလွယ်ကူပြီးတော့ပို့ပြီးတော့မြန်ဆန်ပါလိမ့်မယ်ဟုတ်ပါအဲဆိုရင် layer အကြောင်းလေးတွေသိသွားပြီလို့ထင်ပါတယ်